ကျွန်တော်နဲ့စကားလေးပြောရင်မျက်စိမိတ်ထားကောင်းလေးတော့နည်းနည်းဖြစ်ဖြစ်လွဲကနေပါစင်မောကလှမ်းကြည့်တဲ့အခါကောင်းငုံငုံထားကြည့်မိလို့ကြိုက်သွားရင်ကြွယ်တာဝန်မယူကျွန်တော်နဲ့စကားလေးပြောရင်မျက်စိမိတ်ထားကောင်းလေးတော့နည်းနည်းဖြစ်ဖြစ်လွဲကနေပါစင်မောကလှမ်းကြည့်တဲ့အခါခေါင်းငုံငုံထားကြည့်မိလို့ကြိုက်သွားရင်ကြွယ်တာဝန်မယူခင်မင်မို့စဉ်းစားထားရင်ရှေ့ကိုလာပါလုံနာလေးတော့ခက်ကသိငယ်နိုင်ပါစေရိုးသားတဲ့ယဉ်နီးမှုတွေရရင်ပြန်မအစင်တက်လို့ချင်မိရင်ကြွယ်တာဝန်မယူကြောင်ညာတွေထဲမှာစားဆောင်တွေထဲမှာကျွန်တော်ရဲ့တပ်ပုံလေးများတွေ့ရင်ကြည့်နိုင်ပါတယ်လူပုံလေးကြမှာကြုံဆုံးလာတဲ့အခါရိုးရိုးသားသားမမီရင်လေးလမ်းလာခေါ်ပါနာမည်လေးမေးလို့သွားရင်ခွန်းလို့ပါကွာအုံနောက်ကမရတာလည်းများနေပြီဗျာပြုံးပြလို့နှုတ်ဆက်ပြီးရင်လဲကပြမကြည့်မိလို့ကြိုက်သွားရင်ကြွယ်တာဝန်မယူကားလေးပြောရင်မျက်စိမိတ်ထားကောင်းလေးတော့နည်းနည်းဖြစ်ဖြစ်လွယ်ကနေပါစင်မောကလှမ်းကြည့်တဲ့အခါခေါင်းငုံငုံထားကြည့်မိလို့ကြိုက်သွားရင်ကြွယ်တာဝန်မယူခင်မင်မို့စဉ်းစားထားရင်ရှေ့ကိုလာပါလုံနာလေးတော့ခက်ကသိငယ်နိုင်ပါစေရိုးသားတဲ့ယဉ်နီးမှုတွေရရင်ပြန်မစင်တက်လို့ချင်မိရင်ကြွယ်တာဝန်မယူကြောင်ညာတွေထဲမှာစားဆောင်တွေထဲမှာကျွန်တော်ရဲ့တပ်ပုံလေးများတွေ့ရင်ကြည့်နိုင်ပါတယ်လူပုံလေးကြမှာကြုံဆုံးလာတဲ့အခါလူရိုးသားသားမမီရင်လေးလမ်းလာခေါ်ပါနာမည်လေးမေးလို့သွားရင်ခွန်းလို့ပါကွာအုံနောက်ကမရတာလည်းများနေပြီဗျာပြုံးပြလို့နှုတ်ဆက်ပြီးရင်လဲကပြမကြည့်မိလို့ကြိုက်သွားရင်ကြွယ်တာဝန်မယူကြောင်ညာတွေထဲမှာစားဆောင်တွေထဲမှာကျွန်တော်ရဲ့တပ်ပုံလေးများတွေ့ရင်ကြည့်နိုင်ပါတယ်လူပုံလေးကြမှာကျုံဆုံးလာတဲ့အခါရိုးသားသားမမီလေးလမ်းလာခေါ်ပါကြောင်ညာတွေထဲမှာစားဆောင်တွေထဲမှာကျွန်တော်ရဲ့တပ်ပုံလေးများတွေ့ရင်ကြည့်နိုင်ပါတယ်လူပုံလေးကြမှာကျုံဆုံးလာတဲ့အခါရိုးသားသားမမီလေးလမ်းလာခေါ်